ကောင်မလေးလှည့်ကြည့်လိုက်တော့မီတာ100လောက်ရှိတဲ့စပားအုံးငွေကြီးတစ်ကောင်ကိုတွေးလိုက်ရတယ်။သူ့မောင်လေးကတော့ဘာမှရိပ်မိပုံမပေါ်ပဲအစားခံရတော့မဲ့အခြေအနေရောက်နေပြီးအဲ့ဒီလိုအသက်လူရမဲ့အချိန်မှာသူဟာကိုလိုယုံမပြေပဲဓာတ်တစ်ချောင်းကိုဆွဲပြီးငွေကြီးစီပြေးသွားတယ်ပြီးတော့အားကုန်အော်ပြောလိုက်တာကအောက်တန်းကြတဲ့တတဝါကြီးငါမောင်နဲ့ငါညီမကိုအခုချက်ချင်းလွတ်တဲ့အန်ဩစရာကောင်းတာကဒီစကားကိုကြားတော့စပားအုံးငွေကြီးကရင်ပါသွားပြီးသပင်ဖြူဖြူနဲ့အဖိုးအိုတူအဖြစ်ရုတ်တရက်ပြောင်းလဲသွားတယ်ပြီးတော့ရိုသေးသေးဒူးထောက်ပြီးပြောလိုက်တာကမြတ်စွာဘုရားရှင်ဒီမှာရှိနေမှန်းသိလို့ပါဂီယာလေးတခင်မကြီးကိုနှုတ်ခွန်းဆက်တပါတဲ့မင်းစီမှာရှိတဲ့နှစ်တစ်ထောင်တက်တန်းရှိတဲ့ရှိမိလင်မှုကိုအခုပဲပေးလိုက်ပါတဲ့ကောင်မလေးကမှုကိုယူပြီးနှစ်အတော်ကြာမျက်စိကွယ်နေတဲ့သူ့မောင်လေးစီပြန်တန်းပြီးပေးလိုက်တယ်တလုတ်ပဲစားလိုက်ရသေးတယ်ကောင်လေးကတကူလုံးအင်အားတွေပြည့်ရှံလာသလိုခံစားလိုက်ရပြီးကုမရတော့ဘူးဆိုတဲ့သူ့မျက်စိတွေကလည်းမျက်စိတမိတ်အတွင်းမှာပဲပြန်ကောင်းသွားခဲ့တယ်ကွက်တီပဲအဲ့ဒီအချိန်မှာသူတို့အဖေကသူတို့ကိုလာရှာတွေ့သွားတယ်သူသားမျက်စိပြန်မြင်ရတာကိုမြင်တော့အဖေဖြစ်သူကအရန်ကိုစိတ်လှုပ်ရှားသွားပြီးသူ့သမီးတွေကကံကောင်းခြင်းတွေတဲဆောင်လာပေးတာလို့ယုံကြည်သွားတယ်ဒါပေမဲ့ဒီသမီးတွေကငွေနဲ့သမီးတွေလူဝင်စားထားတာဆိုတာကိုတော့သူမသိရှာဘူးသူတို့နာမည်ကရှောက်ကီနဲ့ရှောက်ချူးတဲ့ငွေဘရင်ကလူကောင်းတွေကိုကံကောင်းခြင်းတွေပေးဖို့အတွက်သူတို့ကိုစေလွတ်လိုက်တာပါညီမနှစ်ယောက်စစ်ပွဲတွေဖြစ်ပွားနေတဲ့ပေချင်းမျိုးကိုရောက်လာကြတယ်သူတို့ကကလေးလေးတွေဆိုတော့ရက်ဆက်တဲ့သူတချို့ကမျက်စိကျလာကြတယ်ချက်ချင်းဆိုသလိုပဲရုံမာတဲ့လင်မယားနှစ်ယောက်ကသူတို့အဖေမပါပဲတယောက်တည်းဖြစ်နေတာကိုမြင်တော့သူတို့ကိုမွေးပြီးနောက်ပိုင်းကျရင်ပတ်စံနဲ့ပြန်ရောင်းဖို့ကြံစီကြတယ်ဒါမှသူတို့လည်းတထေးလိုပြန်စားနေနိုင်မှလေဒါပေမဲ့တရက်မှာတော့ညီမနှစ်ယောက်ထွက်ပြေးခဲ့ကြတယ်အလောတကြီးနဲ့ကြောက်ကြောက်လန့်လန့်တိတ်တဆိတ်ထွက်ပြေးရင်းမြို့ဝင်မင်းရဲ့အိမ်တော်ထဲကိုရောက်သွားကြတယ်မြို့ဝင်မင်းကိုသူတို့ရဲ့ကဲတင်ရှင်လိုမြင်ပြီးမလွတ်တမ်းဖက်ကတငုံငိုတရေလုံနေကြတော့ဒါပေါ့မြို့ဝင်မင်းကတည်တယ်ဒီလိုအချိန်မျိုးမှာအဲ့ဒီလင်မယားကသာသူတို့ကိုခေါ်သွားရင်အခြေအနေကတော်တော်ဆိုးသွားလိမ့်မယ်ဆိုတာကိုပေါ့တေချာစဉ်းစားပြီးတဲ့နောက်ငွေရင်းကအိတ်တအိတ်ကိုပေးလိုက်ပြီးသူတို့နဲ့ထူးခြားတဲ့တန်ရောစင်တစ်ခုကိုခန်းစားရလို့ငွေစားဖို့ဆုံးဖြတ်လိုက်တယ်အခုကစပြီးသူတို့ဟာအိမ်တော်ရဲ့တခင်မလေးတွေဖြစ်သွားပြီပေါ့ဒီလိုပြောပြီးသူတို့ကိုအိမ်ခေါ်လာခဲ့တယ်တမီးအစ်စ်တွေရလာပြီဆိုတော့သူ့သားလေးလည်းပျော်သွားမယ်လို့တွေးထားတာဒါပေမဲ့အိမ်ထဲလဲဝင်ရောအစေခံအားလုံးဒူးထောက်ပြီးငုံနေကြတာကိုတွေးလိုက်ရတယ်အခန်းထဲကိုအပြေးလွှားသွားကြည့်လိုက်တဲ့အခါသူ့သားလေးကအသက်မရှူတော့ဘူးမြို့ဝင်မင်းခမများရင်ကွဲမတက်ခန်းစားလိုက်ရတယ်ကောင်မလေးတွေကသိတယ်ဒီမြို့ဝင်မင်းကပေချင်းမျိုးကလူအားလုံးကိုကာကွယ်ပေးထားတဲ့သူဖြစ်ပေမဲ့သူ့သားကိုကြတော့မကယ်တင်နိုင်ရှာဘူးဆိုတာကိုပေါ့သူတို့ကလူပြည်ကိုကောင်းချီးပေးဖို့ဆင်းလာတာကိုသတိရပြီးစိတ်မကောင်းဖြစ်မိကြတယ်နောက်ပြီးလမ်းပေါ်မှာသူတောင်းစားပြန်မဖြစ်ချင်တာကြောင့်လဲတယောက်ကိုတယောက်ကြည့်ပြီးတေးထန်စွာငိုကြွေးကြတော့တယ်ကောင်လေးရဲ့လက်ကိုကင်ပြီးဘသူမှမမြင်အောင်နတ်ဖျားဆွမ်းအင်တချို့ကိုလွှဲပြောင်းပေးလိုက်တယ်ရုတ်တရက်ဆိုသလိုမြို့ဝင်မင်းအန်ဩမင်တက်နေတဲ့ရှေ့မောက်မှာတင်ကောင်လေးကအသက်ပြန်ရှင်လာခဲ့တယ်ဒီအံ့ဖွယ်ဖြစ်ရက်ကိုမြင်တော့မြို့ဝင်မင်းကဒီကလေးမလေးတွေဟာသူ့ရဲ့ကံကောင်းခြင်းလက်ဖွဲ့တွေလို့တွေးပြီးအကြီးကျယ်စပွဲတောက်ပွဲပြင်ဆင်ခိုင်းတော့တယ်မိမိရဲ့ကျင်နာသနာတက်တဲ့စိတ်ထားကပဲမိမိရဲ့ကံကြမ္မာကိုပြောင်းလဲပေးနေတာဆိုတာကိုတော့သူသတိမထားမိခဲ့ဘူးခဏကြာတော့ကောင်လေးကိုစစ်ဆေးဖို့ဆရာဝန်ရောက်လာတဲ့စစ်ဆေးပြဒီတဲ့နောက်ဆရာဝန်တော်မယုံနိုင်လောက်အောင်ဖြစ်သွားတယ်ကောင်လေးကအရန်ကိုကျန်းမာနေပြီးတခြားကလေးတွေထက်တောင်ပိုပြီးတမာနေသေးတယ်မျက်စိလေးနည်းနည်းညံ့နေတာပဲရှိတာဒါကလည်းနှစ်တစ်ထောင်တက်တန်းရှိတဲ့ရေရှိမှုရှိရင်အလွယ်လေးကုလို့ရတယ်ဒါပေမဲ့စစ်ပွဲတွေနဲ့နှက်မို့ခေါင်းပါမှုတွေရှိနေတော့အရေးသွေးကောင်းတဲ့မှုမျိုးကိုရှာဖို့ကမဖြစ်နိုင်တဲ့လောက်ပဲဒါအပြင်မြို့ဝင်မင်းကစင်းရဲသားတွေကိုကူညီရင်းနဲ့သူ့ငွေတွေကိုကုန်တလောက်တုံးပစ်ခဲ့တာဆိုတော့ရေရှိမှုဝယ်ဖို့ပတ်စံမကျန်တော့ဘူးဘာလို့ရမှန်းမသိပဲအကျက်ရိုက်နေတဲ့အချိန်မှာကောင်မလေးကသူ့မောင်လေးကိုဘယ်လိုကယ်ရမလဲဆိုတာသူသိတယ်လို့ပြောလာတယ်တောင်ပေါ်ကငွေငယ်လေးတစ်ကောင်ကိုခေါ်ပြီးဖမ်းကင်ကမေးလိုက်တယ်ငွေမဲလေးတောင်ပေါ်မှာအဲ့ဒီနှစ်တစ်ထောင်ရေရှိမို့အသက်ဝင်လာတဲ့နေရာကဘယ်နားမှာလို့ပြောလိုက်တာလဲကဲသွားကြဆိုးတဲ့ဒါပေမဲ့ရှောင်းယူကလွှဲရင်ငွေပြောတာကိုဘယ်သူမှနားမလည်ကြဘူးမြို့ဝင်မင်းကတော့သူ့ကိုစိတ်သက်သာရရအောင်နောက်ပြောင်နေတာလို့ပဲထင်ပြီးသတိပေးလိုက်တယ်တောင်ပေါ်မှာစပားအုံးငွေကြီးရှိတယ်အဲ့ဒီနားကိုသွားဖို့စိတ်တောင်မကူးကြနေတဲ့မြို့ဝင်မင်းအပြင်ထွက်သွားတာနဲ့ညီမနှစ်ယောက်ကမှုသွားရှာဖို့မောင်လေးကိုတောင်ပေါ်ခေါ်သွားကြတယ်အဲ့ဒီလိုနဲ့ပဲကျွန်တော်တို့အစားကမြင်ခဲ့ရတဲ့အခမ်းအနားကိုရောက်လာခဲ့တာပေါ့မြို့ဝင်မင်းကတော့အရန်ကိုကျေးဇူးတင်နေရှာတယ်အဲ့ဒီအချိန်မှာပဲသူ့လက်ထောက်ကအပြေးလွှားရောက်လာပြီးမြို့ထဲမှာဆန်စပါးတွေပြက်လက်နေပြီးလူတွေမစားရတာရပောင်းများစွာရှိနေပြီလို့သတင်းပို့တယ်မြို့ဝင်မင်းကစည်ရင်တွက်ကြည့်လိုက်တော့ကပ်ပြားထဲမှာပတ်စံတစ်ထောင်ပဲကျန်တော့တယ်ပိုဆိုးတာကစူးအိမ်တော်ကလူတွေကဆန်စပါးတွေကိုဝတ်ထားပြီးဈေးကြီးကြီးနဲ့ရောင်းဖို့လုပ်နေကြတာတခြားရွေးချယ်စရာမရှိတော့တဲ့အစုံမြို့ဝင်မင်းကသူ့အိမ်ကိုရောင်းဖို့ဆုံးဖြတ်လိုက်တယ်အားလုံးစိတ်တက်ကြနေတဲ့အချိန်မှာကောင်မလေးတွေကပတ်စံသွားရှာဖို့ဆုံးဖြတ်လိုက်ကြတယ်စူးအိမ်တော်ကကြီးမှုချင်းပါတဲ့အစင်းမြင့်လေလံပွဲတစ်ခုကိုသူတို့မျက်စိကျသွားတယ်ဒါပေမဲ့အိတ်ကက်ထဲနှိုက်ကြည့်လိုက်တော့ငွေရင်းက3ပြားပဲစုမိတယ်အဝင်စရင်ပေးဖို့တော့မလောက်ဘူးမိသားစုအတူတူရှိနေစေဖို့အတွက်မောင်ဖြစ်သူကသူ့နာရီကိုရောင်းချလိုက်တယ်ဘာမှမစင်စားပဲအိတ်တလုံးကိုယူပြီးပတ်စံတွေအပြည့်ပါလာသလိုမျိုးဟန်ဆောင်ကအထဲကိုဝင်နိုင်အောင်လုပ်လိုက်တယ်အထဲရောက်သွားတော့သူတို့မှာဒင်းကားပြား2ပြားပဲကျန်တော့တယ်အသေးအတန်ဖြစ်နေတဲ့အစုံဘသူမှမလိုချင်တဲ့ကမာခွန်အဟောင်းကြီးတစ်ခုကိုရွေးလိုက်ကြတယ်အားလုံးကဒါဟာဘာမှတန်ဖိုးမရှိဘူးလို့ထင်ကြပြီးမာနကြီးတဲ့မိန်းမတစ်ယောက်ကိုဘယ်သူနိုင်မလဲဆိုပြီးစိန်ခေါ်လိုက်ကြတယ်အဲ့ဒီအမျိုးသမီးကသူတို့ဟာအိမ်တော်ကလူတွေဆိုတာသိသွားပြီးမြို့ဝင်မင်းကိုချင်းချောက်ချင်နေတာသူ့အစီအစဉ်ကမြို့ဝင်မင်းနဲ့လက်ထပ်ပြီးအိမ်တော်ရဲ့တခင်မကြီးဖြစ်လာဖို့ပဲကမာခွန်ကိုဖွင့်ဖို့မျှော်လင့်ချက်နဲ့မြန်မြန်လက်မှတ်ထိုးတယ်ဒါပေမဲ့ရှောင်မိလက်မှတ်မထိုးခင်မှာပဲမြို့ဝင်မင်းကသူ့ကိုတားဖို့အမြန်ရောက်လာခဲ့တယ်ဟွန်း